ပထမပုံနှိပ်ချင်းစာအုပ်၏စာမိတ်ဆက်စကားကြီးအင်္ဂလိပ်ဘာသာဖြင့်ရိုက်နှိပ်ဖြန့်ချိလျက်ရှိသောစာအုပ်တစ်အုပ်သည်1980ပြည့်နှစ်စက်တင်ဘာလမှစ၍ယခုတိုင်အောင်ကမ္ဘာ့ရောသစာပေသမိုင်းနှင့်ကမ္ဘာ့စာအုပ်လောကတွင်အံ့တပါးဟုဆိုရလောက်အောင်ထုံးကားကြော်ကြားလျက်ရှိနေသည်စာသားစာမျက်နှာ39မျက်နှာခန့်သာရှိတော်လဲ10နှစ်ကြာမှအပြီးသတ်နိုင်သည်ရုပ်ပေါ်ပကြီးနှင့်ဓာတ်ပုံများ54မျက်နှာပါရှိသည်အုပ်ရည်အများဆုံးရောင်းရသောစာအုပ်လည်းဖြစ်ုံသာမကဝင်ငွေအများဆုံးရရှိသောစာအုပ်လည်းဖြစ်သည်စထွက်ခါစားတွင်ထုတ်ဝေသောစာအုပ်တိုက်ကြီးကငွေကုန်ကြေးကျခံ၍အထူးတလေကြော်ညာခြင်းလည်းမပြုမြည်သည့်ဝေဖန်ရေးဆရာကများလည်းထိုစာအုပ်ပါကလေးကိုဝေဖန်တိုက်သည့်စာအုပ်စည်းရင်းတွင်ထည့်၍မတွေ့တို့ဒီစီလဲလေညာကပန်းရှိလေယောက်ကတိဆိုသလိုဝယ်ဖတ်သူတဦးမှသူ့မိတ်ဆွေတဦးတို့အစဉ်အဆက်တဖြည်းဖြည်းပြန်လှန်၍ပထမ16လအတွင်းတွင်အုပ်ရည်3,400ရောင်းရလေသည်ထို့နောက်လူသိများလာခြင်းသတင်းစာများနှင့်မဂ္ဂဇင်းများကဖော်ပြဝေဖန်ခြင်းစာအုပ်အသင်းများကရွေးချယ်ခြင်းကမ္ဘာကျော် Life မဂ္ဂဇင်းများနှင့် Reader's Digest မဂ္ဂဇင်းတို့တွင်အတူချုပ်ရေးထည့်ခြင်းစသည်တို့ကြောင့်ဖြန့်မြခြင်းအပြင်ရက်သက်တစ်ပတ်လျင်အုပ်ရည်9,000လုံးမှတစ်နှစ်လျင်အုပ်ရည်6,000လုံးတို့တဟုန်ထိုးအယောင်တိုးသွက်လျက်လွန်ခဲ့သော1982ခုနှစ်အကုန်အထိပေါင်း10ကြိမ်တိုင်တိုင်ထုတ်ဝေရ၍ကတ်ထူပုံစက်ကူချောဖြင့်အုပ်ရည်ပေါင်း3သိန်းကျော်ရောင်းရပြီးလေပြီယခု1983ခုနှစ်ဇွန်လတွင်လည်းကမ္ဘာတွင်အယောင်အတွင်ဆုံးစာအုပ်10အုပ်စီးရင်ကြီး၌နံပါတ်5ချိတ်ဆွဲနေစေဖြစ်သည်ယခုနှစ်တွင်လည်းအဖုံပါစက်ကူအပေါ်စားဖြင့်ကမ္ဘာစာအုပ်ဆိုင်များ၌တန်းချီ၍အယောင်တွက်မြဲတွက်နေအိုးမိစာအုပ်လည်းဖြစ်ပေသည်မူလကကတ်ထူပုံ2မျိုးဖြင့်ထွက်၍တစ်မျိုးကို$9ခွဲဗမာငွေ38ကျပ်50ပြားတခြားတစ်မျိုးကို$4.95ဗမာငွေ24ကျပ်85ပြားဖြင့်ရောင်းချသည်မူလကတ်ထူပုံ2မျိုးဖြင့်စာအုပ်ရောင်းရငွေ$6သန်း2သိန်းကျော်ရုပ်ရှင်ရိုက်ကူးခွင့်ကိုရောင်း၍ရပြီးငွေ$ငွေ1သိန်းအဖုံပါဈေးချိုဖြင့်ထုတ်ဝေခွင့်ကိုရောင်း၍ရပြီးငွေ$1သန်း1သိန်းစုစုပေါင်း$84သိန်းမြန်မာညီမျှငွေ4ကလေးကျော်ကို1982ခုနှစ်အတွင်းကရရှိပြီးဖြစ်သောကြောင့်ထိုစာအုပ်မှာစာသားတစ်မျက်နှာလျင်လောလောဆယ်ကျပ်1သန်းကျော်စာတစ်ပိုက်လျင်ကျပ်2သိန်းကျော်စာတစ်လုံးလျင်ကျပ်9,000ကျော်တန်နှင့်နေသောစာတအုပ်ဖြစ်နေပြီသည်အထက်ငွေကရမ်းများတွင်နိုင်ငံ9နိုင်ငံအားရိုက်နှိပ်ရောင်းချခွင့်နှင့်ဘာသာပြန်ထုတ်ဝေခွင့်များကိုရောင်းချ၍ရသောငွေများသည်၎င်းရုပ်ရှင်ရိုက်ပြီးပြသသောအခါရလာအိုးမီအမြတ်ငွေ၏50%သည်၎င်းမပါသေးချေထိုစာအုပ်ကိုအမေရိကန်ပြည်ထောင်စုနိုင်ငံသားတူဖြစ်သော Richard Bach ဆိုသူကရေးသားသည်အမေရိကန် Macmillan စာအုပ်တိုက်ကြီးကထုတ်ဝေသည်စာအုပ်၏အမည်မှာ Jonathan Livingston Seagull ဖြစ်သည်ပုံဝတ္ထုဇာတ်ဆောင်သူများမှာလူများမဟုတ်ဘဲပင်လယ်စင်ရောများသာဖြစ်သည်စာရေးသူထံမှစာအုပ်တိုက်ကြီးတော်တော်များများထံသို့ထိုပုံဝတ္ထုဆောင်မှုကိုပေးပို့ခဲ့ရာတတိုင်းကမျှလက်မခံဘဲနောက်ဆုံး Macmillan ကုမ္ပဏီကြတော့မှလက်ခံရိုက်နှိပ်သည်Richard Bach သည်ဇာရေးဆရာလူဦးလည်းဖြစ်၍အမေရိကန်လေတပ်မှလေယာဉ်မောင်းရာရှိဟောင်းတူဦးလည်းဖြစ်သည်ဒီကြောင့်တပ်ပညာတွင်အလွန်ဝါသနာကြီး၍အမြဲပင်လေယာဉ်တစ်မျိုးမဟုတ်တစ်မျိုးမျိုးကိုမောင်းနေလေရှိသည်ယခုဆိုလျှင်ကိုယ်ပိုင်လေယာဉ်တစ်စင်းဖြင့်အမြဲတမ်းခရီးထွက်လျက်ရှိသည်ဤစာအုပ်ဖြစ်ပေါ်လာပုံမှာအတော်ပင်ထူးဆန်းလေသည်1959ခုနှစ်အတွင်းတနေ့သောအခါညနေဆောင်အချိန်၌ဒူးမြောင်းတစ်ခု၏ကဘာပေါ်တွင်လမ်းလျှောက်နေကြစာရေးသူ၏နောက်ဘက်စီမှJonathan Livingston Seagull ဟူ၍တက်သားထင်ရှားစွာပြောလိုက်သောအတန်တစ်ခုကိုကြားလိုက်ရသည်။ Livingston ဆိုသည်မှာ1930ခုနှစ်နောက်ပိုင်း10စုနှစ်အတွင်းကထင်ပေါ်ကျော်စောသောလေယာဉ်အပြိုင်မောင်းသမားတို့၏အမည်ဖြစ်သည်။ Bach သည်ကျက်သီးမွေးညင်းပင်ထလာလေသည်။သူသည်အိမ်သို့ချက်ချင်းပြန်၍အခန်းထဲသို့ဝင်ပြီးလျှင်အိယာပေါ်တွင်ထိုင်လျက်ထိုထူးဆန်းသောအဖြစ်အပျက်ကိုစဉ်းစားသည်။ဒီနောက်သူကနှုတ်ဖြင့်ဤသို့ဆိုလိုက်သည်။ဒီမှာတန်ရှင်ရဲ့ခမ ्या ကပြောလိုက်တာကိုတော့ကျုပ်ကြားလိုက်ရပါတယ်။ဘာဆိုလိုလဲဆိုတာကိုကျုပ်သိလိမ့်မယ်လို့အကယ်၍ခမ ्या ကြီးကထင်နေမိရင်တော့ခမ ्या ကြီးကစိတ်မနှံ့သူပဲ။ဘာဆိုလိုလဲဘာအဓိပ္ပာယ်မျိုးဆိုတာကျုပ်ကိုပြောပြစမ်းပါ။ထိုအခါထိုအတန်သည်ပြန်ပေါ်လာ၏။ Bach သည်ရုပ်ရှင်တစ်ခုကိုကြည့်နေရသည့်နှင့်ဂျောနသန်စင်ရောပုံဝတ္ထုကိုမြင်ကြားရလေတဲ့။ Bach လည်းသူ၏အစိမ်းရောင်ဘောပင်ဖြင့်ကြားသမျှမြင်သမျှကိုလိုက်ရေးသည်
ပုံဝိထု၏ဇာတ်လိုက်မင်းသားယောနသန်ဇင်ယောကိုပင်လယ်ဇင်ယောငှက်ပရိသတ်ကဖဲကျင်လိုက်သည့်အခန်းသို့ရောက်လေသောအခါအတန်သည်တိတ်သွားလေတော့တဲ့။ဘာခသည်ညီတို့ပင်စူးစားထိုပုံဝိထုကိုဆက်ရေး၍မရညီတို့အဆုံးသက်ရမည်ကိုလည်းသူကြံ၍မရဖြစ်နေသောကြောင့်စာမူစလုံး3000ကျော်ကိုပြစ်ထားလိုက်ပြီးနောက်အခြားစာအုပ်3အုပ်ကိုပြုစုလေတော့တဲ့။နောက်8နှစ်မြကြာသော1968ခုနှစ်စောင်းဦးအတွင်းတနေ့သောအခါနနက်9နာရီခန့်တွင်ပင်လယ်ဇင်ယောများအကြောင်းအိပ်မက်တစ်ခုမှတ်လေသည်သူသည်အိပ်ယာမှကမန်ကရန်ထား၍လက်နှိပ်ဆက်ကိုယူပြီးလျင်အဆိုပါလက်ဆတန်းလန်းကြံရည်လေသောယောနသန်ဇင်ယောပုံဝိထုကိုဆက်ရေးရန်ပြင်ဆင်လေတော့သည်သူသည်မူလအတန်းရှင်ဘုံမြင်ပြုစုသူကိုပင်ရီမှန်းလျက်ဒီမှာကျုပ်ဟာခမည်းရဲ့မိတ်ဆွေဟောင်းကြီးပါယောနသန်ဇင်ယောအကြောင်းပြောစရာရှိနေလို့ဆက်ပြောစမ်းပါဟုပြောလိုက်တဲ့နောက်တစ်ချိန်လဲဤသို့ပင်သူပြောရပြန်သေးတဲ့ပြောတိုင်းလည်းအတန်သည်ပြန်ပေါ်လာသည်ထိုနှစ်ချိန်ပြီးသည့်နောက်အတန်သည်မြည်သည့်အခါမျှနောက်ထပ်ပေါ်မလာတော့တဲ့ဘာကတီသူ့အားလူတကာကလူကြောင်တဦးဟုသမုတ်ကြမည်ဆို၍ဤအကြောင်းကိုမိသူကိုမျှသူမပြောပုံဝိထုစာအုပ်ရောင်းကောင်းလာ၍နေရင်ဆွေရင်ရဲဘော်ရဲဘက်တင်းစာဆရာများစာရေးဆရာများသူ့ထံလာရောက်စုံစမ်းကြသောအခါကြမှသာဤအတန်အကြောင်းကိုအတီတန်းရိုးရိုးသားသားပြောပြလေသည်ရစ်ချက်ဖကိုယ်တိုင်ကသူ၏စာအုပ်သည်ပုံဝိထုသာဖြစ်၍ဂမ်ဘီရာအချက်အလွန်နှက်သောအထက်တရားကြီးတွေမပါရှိပါဟုဆိုသည်ဤစာအုပ်၏ထုတ်ဖော်ပေးကမ်းလိုသောသတင်းစကားလက်ဆောင်မှာဘာကအဆိုအရလူတိုင်းသည်မိခဲ့သို့သောအလုပ်မျိုးကိုမိမိလုပ်လိုကြောင်းကိုယ်တိုင်တွေ့အောင်စစ်စစ်ရှာဖွေပြီးသောထိုအလုပ်ကိုတေးသေးကြည်ဇွဲနှပဲဖြင့်လုပ်အပ်သည်ဟုလိုဤစာအုပ်နှင့်ဆက်လင်း၍သူကဤသို့လည်းပြောသေးသည်သူသည်ဤစာအုပ်ကိုရေးသူသာဖြစ်၍ပြုစုသူမှာသူမဟုတ်ကြောင်းကောင်းငင်ဘုံကအတန်းရှင်းသားလျင်ဤစာအုပ်ပြုစုသူအစစ်အမှန်ဖြစ်ကြောင်းဖြင့်လေးနက်ပြောလေရှိသည်ဤစကားမှာယုံရခက်မယုံရခက်စကားမျိုးဖြစ်တော်လဲဘာကတန်တွားရောက်တွေ့ဆုံမြင်မြန်မှုသောစာရေးဆရာသတင်းစာဆရာများသည်သူထံမှယုံ၍သာလျှင်ပြန်ခဲ့ရသည်ကြီးဖြစ်သည်ဘာကသည်လည်းစိတ်ဖောက်ပြန်သွားခြင်းလက္ခဏာတစုံတရာမျှမပြအနေအထိုင်အပြောဆိုအပြုမှုများလည်းအချွတ်အယွင်းအပြောင်းအလဲမရှိစာအုပ်သည်ပုံဝိထုသာဖြစ်သည်ဟုဘာကဆိုစေကာမူစာအုပ်ဖတ်သူများသည်မိမိတို့ဝါဒနာစရိုက်အလိုက်အာသာဆန္ဒအလိုက်အမြင်အယူအလိုက်အမျိုးအနက်အဓိပ္ပာယ်ကောက်ကြသည်ကလေးငယ်များသည်မိုးကောင်းငင်ရှိတိမ်တိုက်တင်လီများကိုကြည့်ကာလက်ညှိုးထိုးလျက်ဟိုဟာကစင်ရုပ်ဒီဟာကမြင်းရုပ်စသဖြင့်ကိုဖာသာကိုစန္ဒအစွဲအလန်တိုင်းမြင်ကြကြည့်ကြပြောကြတဲ့ကဲ့သို့ထိုနည်းတူပင်ဤစာအုပ်ဖတ်ရှုသူများလည်းစာအုပ်ပါပုံဝိထု၌အမျိုးအထွေအနက်အဓိပ္ပာယ်များကိုမြင်ကြမှတ်ကြဖြစ်နေသည်ပကြီးပညာရှင်တို့ကဤပုံဝိထုသည်ပင်လယ်ဇင်ယောများအကြောင်းမဟုတ်ပကြီးပညာရှင်တို့အဖို့မိမိကိုယ်ပိုင်ပကြီးမှုအထာကိုကိုယ်တိုင်တွေ့အောင်ရှာဖို့အကြောင်းသာဖြစ်သည်ဟုဆို၏ဂုံစီထုတ်လုပ်သူတို့ကမူဤပုံဝိထုသည်ကြီးမြင့်တိုးပွားရန်အာသာဆန္ဒပင်ပြမှုအောင်မြင်မှုခေါင်းဆောင်မှုစွန့်စားမှုတီထွင်မှုအကောင်းဆုံးဖြစ်အောင်ဒုလိလှုပ်ထရှိမှုတစ္ဆာရှိမှုမျှဝေခံစားစံစားမှုပညာသင်ကြားမှုနှင့်သင်ယူမှုအများအတွက်ကြောင့်ကြဆိုင်မှုမေတ္တာပွားမှုစသည်တို့ကိုအားပေးအမြောက်ပြုသောပုံဝိထုဟုဆိုသည်ရေဘရက်ဘရီဟူသောပုဂ္ဂိုလ်ကျော်ကြီးကလည်းရစ်ချတ်ဘာ့ဂ်သည်ဤပုံဝိထုဖြင့်သူ့အားမိုးပြန်နေမိအောင်နှုပြူလာအောင်ပြုလုပ်သည့်အတွက်ဇာယေသူကိုအထူးပင်လှိုက်လဲစွာယေရှုတင်ပါသည်ဟုဆိုသည်ကိုမန်နေသည်ဟုသိမိလျင်တချင်တရွေးစာမျှရှော့မပေးတတ်သောလူစားမျိုးအလုပ်တစ်ခုခုကိုလုပ်ပြီးဆိုရင်ကိုယ့်အတွက်ဘယ်လိုအကျိုးမျှမရှိစေကာမူအကောင်းဆုံးဖြစ်အောင်လုပ်တတ်သောလူစားမျိုးဘဝဟူသည်တမွေးခြင်းဝမ်းကြောင်းခြင်းအလုပ်သာမဟုတ်ဘဲပြီးပြည့်စုံအောင်နေခြင်းဖြစ်ရမည်ဟုတက်ဝင်နေထိုင်သည့်လူစားမျိုးရင်းလူစားမျိုးများသည်ဤပုံဝိထု၏အဓိကဇက်ဆောင်ယောနသန်ဇင်ယောနှင့်အမြဲပင်သဘောချင်းတိုက်ဆိုင်နေကြသည်ဟုဝေဖန်ရေးဆရာတို့ကလည်းဆိုသည်ဘာသာယူဝါဒများလိုက်စားသောသူများကလည်းဤပုံဝိထုတွင်ပါရှိသောအတိုင်းပြဥပမာများကိုမိမိတို့သက်ဝင်ယုံကြည်ရာတရားဓမ္မများထဲမှအနိုင်ခံဥပမေယများနှင့်ရှင်ထပ်ကာသဘောကျလေသည်ပြန်ဆိုသူသည်မိတ်ဆွေသုံးဦးအားမူရင်းစာအုပ်ကိုငှားရမ်းဖတ်ရှုစေပြီးသူတို့၏ခံစားမှုကိုမေးကြည့်ရာတယောက်တစ်မျိုးစီပြောဆိုကြသည်အမျိုးသမီးမိတ်ဆွေကမိမများဟာဓမင်းချက်ကလေးထိန်
စင်နဂတ်စင်စတဲ့တမယိုးကြအဆင့်ကအထက်ကိုတဆင့်တက်လိုက်ရင်ယောနသန်စင်ရောလိုဒုက္ခများတော့တာပဲဟုဆိုသည်အခြားမိတ်ဆွေတူကလည်းဒီဝတ္ထုမျိုးဟာရိုးရိုး10တန်းကျောင်းသူကျောင်းသားရဲ့စိတ်ထဲမှာဖြစ်လွယ်တဲ့စိတ်ကူးစိတ်တမ်းလေးတစ်ခုပဲဒါပေမဲ့ Richard Parker ဒီလိုစိတ်ကူးစိတ်တမ်းမျိုးကိုဖတ်ချင်စပွဲစီကပတ်ကုန်းစက္ကူတဲ့အခရာတင်နိုင်တဲ့စွမ်းရှိတာကတော့ထူးဆန်းတယ်အံ့ဩစရာပဲဟုပြောသည်အခြားတူကလည်းသမထအလုပ်ဝါသနာပါသူမှုယောနသန်စင်ရောဟာလေတိုးတဲ့သူ့ကိုဧရိယာကိုနဲနိုင်တဲ့လောက်နဲအောင်ကျင်းနိုင်တဲ့လောက်ကျင်းအောင်လုပ်ရတာဟာကျုပ်တို့ကတိုင်းနဲ့အနုတ္တိသမထအလုပ်မှာစိတ်အပြင်ကြီးကိုစိတ်အမြင်ကလေးဖြစ်သွားအောင်စိတ်ကိုကြုံရတာဆိုလိုတာဗျဟုပြန်ဆိုသူအားအတိတ်ပဲပြန်ပြသည်ဤသည့်တာရကအနေငယ်များဖြင့်ယောနသန်စင်ရောစာအုပ်သည်ကွင်းစားပုံဝတ္ထုစစ်မှန်လျင်စံနှုံးပြုပါစမြဲပုံဝတ္ထုကူလျက်အတုမူရာချင်းကင်းပွဲမရှိကင်းတော်ပုံဝတ္ထုခေါ်ပွဲမရှိဟူသောဂွင်းပိတ်ပုံဝတ္ထုကောင်း၏လက္ခဏာနှင့်အထူးအံ့ဩလောက်အောင်ပြည့်စုံနေပေသည်ဤယောနသန်စင်ရောပုံဝတ္ထုစာအုပ်ထွက်လာသောအခါစာအုပ်ဆိုင်များဖို့ပြဿနာတစ်ခုလည်းဖြစ်လာသည်ထိုစာအုပ်ကိုမြည်သည့်စာပေအမျိုးအစားဖြင့်တဲခင်းတင်ပြရန်ဟူသောပြဿနာသည်အချို့စာအုပ်ဆိုင်များကထိုစာအုပ်ကိုကလေးများအတွက်စာအုပ်များဌာနတွင်ထား၍အချို့ကမူဝတ္ထုစာအုပ်များဌာနတွင်၎င်းတရိษံတစ်ပင်များဆိုင်ရာဌာနတွင်၎င်းဒသနာဗေဒဆိုင်ရာစာအုပ်များဌာနတွင်၎င်းဘာသာရေးဆိုင်ရာစာအုပ်များဌာနတွင်၎င်းစသဖြင့်အမျိုးမျိုးပုံပုံခွဲခြားပြသထားကြသည်ကဘာ၏အနောက်ဘက်တစ်ချမ်းတွင်ဤယောနသန်စင်ရောစာအုပ်ပြပါကလေးကိုဆယ်ကျော်သည်များမှသည်တကြီးရွယ်ဦးများအထိကျောင်းသားများမှသည်ဗမောက္ခများအထိအလုပ်သမားများမှသည်မန်နေဂျာဒါရိုက်တာများအထိဘာသာရေးယုံကြည်မရှိသူများမှသည်ဘာသာမျိုးစုံဂိုင်းကျုပ်ဂိုင်းအုပ်များအထိဂုံတယ်လေလို့ပွဲစားမကြမ်းအောင်စာပေသတင်းနှုတ်လီနေတက်ကြောင့်ဝယ်ကြဖတ်ကြဆွေးနွေးကြဝေဖန်ကြရှုတ်ချကြချီးမွမ်းကြထောက်ခံကြလက်ဆောင်ပေးကြနှင့်အုပ်ကြက်အမှန်ဖြစ်နေကြသည်ဤသို့ဖြစ်နေသောကြောင့်လည်းဤစာအုပ်သည်ယခုတိုင်အောင်အယောင်ကောင်းမြဲကောင်းလျက်ပင်ရှိသေးသည်ကဘာရှိဘာသာစကားအားလုံးတို့မကြာမီအချိန်တွင်ပြန်ဆိုပြီးသားဖြစ်ဖို့အလားအလာလည်းရှိပေသည်ကဘာတဝမ်းလုံးသည်1985ခုနှစ်တွင်ဒုနှလက်မကန်ရှိသောဤစာအုပ်အပြင်ကြီးဖြင့်လျံဖုံးလွှမ်းမိုးခြင်းခံရလိမ့်မည်ဟူ၍စာရေးသူကိုယ်တိုင်ရဲဝံ့စွာဟောကိန်းထုတ်ခဲ့ပြီးမှသူပြောသလောက်ဖြစ်လာလိမ့်မည်မဟုတ်တော့လဲမှန်တဲ့လောက်မှန်နေမည်လားမသိမိတို့ဝင်ဖြစ်စေဤစာအုပ်သည်ရိုးရိုးဖတ်သွားရုံဖြင့်ယောနသန်နှင့်အတူရဲဝံ့ဆွန့်စားပြောပါကြီးဖြစ်ရသည့်စာမျိုးလည်းဖြစ်သည်ဖတ်ရင်တတိထား၍လေးနဲ့ကြံစီတွေးတောခြင်းဖြင့်လည်းဒါလွန်ပူကဲ၍နှလုံးမွေးလျော်ရသည့်စာမျိုးလည်းဖြစ်သည်ပြန်ဆိုသူအဖို့မူလူတော်အတွက်မျောလင့်ချက်သည်လူတော်၌သာရှိ၏ဟူသောအစုံအမအချို့အပေါ်တွင်မေတ္တာပွားများခြင်းအသွင်အသင်တကားလောင်းထားသည့်အဆင့်ထိအောင်စာအနေခြင်းတော်လဲစာအနှင့်ကျေပြောပြီးသည့်တကားဟုတန်တော်တွေ့ရ၍အလွန်ပင်စိတ်ကြည်နူးခြင်းဖြစ်မိသည်ပြန်ဆိုရ၌မြမပြန်မရုပ်မလွန်ရအောင်တတိကြီးစွာထား၍ပြန်ဆိုခဲ့ရသည်ဒါမှန်ဘာသာပြန်ပြမဟုတ်ဘဲတိတိကျကျမိမိရဖြစ်အောင်လုံးစိပတ်စိအနက်တိပဲပေါ်အောင်အားထုတ်ပြန်ဆိုခဲ့သည်တို့ပါ၍အပြင်းပြေသဘောဖြင့်ဖတ်လို့လျင်လည်းဖတ်ပါဇာကြီးပေကြီးသဘောဖြင့်ဖတ်လို့လျင်လည်းဖတ်ပါဟူသောစကားလက်ဆောင်ဖြင့်ဤစာအုပ်ကိုမြမစာပရိသတ်နှင့်မိတ်ဆက်ပေးရပါသည်ဘာတန်ဓမ္မိက15/1983မှတ်ချက်ဝင်းဆောင်နှင့်သက်ဆိုင်သောသတင်းအချက်အလက်များကို1982ခုနှစ်နိုဝင်ဘာလနှင့်1983ခုနှစ်ဇူလိုင်လထုတ် Time Magazine, Horizon Magazine အသီးသီးမှရရှိပါသည်